ရှင်ဒီနေ့ကတော့ဒီ9ရက်နေ့ပေါ့နော်ကျွန်မကိုရီးယားကိုသွားမယ်နေပါဒီနေ့ကတော့ transit မို့လို့7:25မှာစီရမှာပါအခုကတော့ဒီ9နာရီမှာမော်ဘီကနေစထွက်တာဖြစ်ပါတယ် transit ကိုပထမဆုံးစီးမှာဖြစ်တဲ့အတွက်အဲ့နည်းနည်းတော့ကြောက်ပြီးတော့စိတ်လှုပ်ရှားရပေါ့နော်ဒါကတော့ကျွန်မ check in ဝင်ပြီးသွားပြီးအချိန်က7:25ဆိုတော့ကိုတီအများကြီးလိုတဲ့အတွက်ထိုင်ဆောင်နေရပါ transit ကလေတအားပင်ပန်းနေကျမကျတော့တရုတ်ခွန်ဂျိုးကနေတဆင်းစီးမှာပါဒါကတော့လင်းပေါ်တက်နေပြီပေါ့နော်အရန် transit ကတအားပင်ပန်းပါတယ်ခွန်ဂျိုးကနေတဆင်းစီးရတယ်သူကcheck in ထပ်ဝင်စရာမလိုဘူးဆိုပေမဲ့ခြားထဲမှာလေအရန်စစ်ဆေးဂိတ်တူဖြတ်ရတာအချိန်ကြာရပေါ့နော်ဖြစ်ချင်တော့လင်းစိုက်တဲ့အချိန်နဲ့ပြန်ပြီးတော့စီးရမယ့်အချိန်နဲ့ခြားထဲမှာ1နာရီ15မိနစ်လောက်ပဲကွာရပေါ့နော်အဲ့1နာရီ15မိနစ်မှာလင်းလွတ်သွားမှာကိုဒါကြောက်တယ်ပေါ့နော်အားကြောင့်မလို့အရန်ကိုဗီဒီယိုလည်းမရိုက်နိုင်ဘူးမြင်မြင်တုတ်လောက်ကအဲ့တော့မှစစ်ဆေးတဲ့နေရာမှာအရန်ကိုကြာခဲ့တယ်စကားမစက်ဒီရှုခင်းကမြန်မာနိုင်ငံကနေမထွက်သေးဘူးเนาะဒါမြန်မာနိုင်ငံတွေကရှုခင်းနေရပါမြန်မာနိုင်ငံရှုခင်းနေရန်ကိုလာလို့ဒီမှာဒီလိုမျိုးလေးရိုက်ထားဖြစ်တာပါပြီးတော့ဒီတရုတ်လေယာဉ်မှာကျွေးတာကတော့ဒါတော့အချို့ပဲပေါ့เนาะဒီ box အစင်းရောင်လေးနဲ့အချို့ပဲကျွေးတယ်ဟိုဘက်မှာကျတော့ကျမကြက်သားနဲ့ထမင်းကိုယူလိုက်တာပေါ့နော်ကြက်သားနဲ့ထမင်းကျွေးပါတယ်ကျမစီးရလေရင်နှစ်ခုလုံးကကြတော့ဒီတရုတ်လေရင်နေပဲပေါ့နော်တရုတ်လေရင်နေပဲစီးရဖြစ်တဲ့အတွက်နှစ်စီးလုံးကတော့ကျမတို့နေ့လည်စာကျွေးပေါ့နော်ကျမတို့နေ့လည်စာကျွေးတယ်ညနေရောက်တော့ညနေစာလည်းကျွေးတယ်ပေါ့နော်နှစ်စီးလုံးမှာစားခဲ့ရပါတယ်စကားပြန်ဆက်ကမယ်ဆိုလို့ရှိရင်တော့ကျမက transfer ကိုဒီဝန်ထမ်းတွေလိုက်မေးတယ်သူတို့ကမသိတဲ့အခါကျတော့ကျမဘယ်လိုလုပ်လဲဆိုတော့အဲ့အပေါ်ကပေါ့နော်ဆိုင်းဘုတ်တွေကိုကြည့်ပြီးတော့သွားတာပါသွားပြီးတော့ရောက်အဲ့လိုမျိုးရောက်သွားတယ်ပေါ့နော်အဆင်ပြေနဲ့ရောက်သွားပါတယ်ပြီးတော့အချိန်ကလည်း1နာရီမပြည့်ရဖြစ်တဲ့အတွက်ကျမမထိုင်ဆောင်နေလိုက်တယ်အခုထားကတော့ဒီတရုတ်ကနေပြီးတော့ကိုရီးယားကိုသွားမယ်နောက်ထပ်လေယာဉ်တစ်စင်းထပ်စီးနေရပါခုဆိုလို့ရှိရင်ကိုရီးယားကိုစိုက်တော့မယ်ကိုရီးယားကိုစိုက်ဖို့မိနစ်30လောက်လိုတည်းရပေါ့နော်အဲ့အပေါ်စီကနေပြီးတော့ရိုက်ထားတာပါရှင်ဒါလေသူတို့နိုင်ငံကောင်းကောင်းမမြင်ရသေးဘူးတိမ်တွေဖုံးနေပြီးတော့ဒီမီးအလင်းရောင်ပဲမြင်နေရတဲ့အနေထားပေါ့နော်ကဲဒီမှာဆိုရင်တော့သူတို့နိုင်ငံကိုလုံးဝမြင်နေရတဲ့အနေထားဖြစ်သွားပါပြီခုဆိုရင်ကျွန်မကိုရီးယားကိုရောက်ပါပြီကဲဒီနေ့ကတော့ကျွန်မဒီ transit စီးခဲ့တဲ့တွေ့ကြုံလေးတွေကိုမျှဝေပေးခဲ့ရဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်နောက် vlog မှာတွေ့ကြမယ် bye bye